အားလုံးမင်္ဂလာပါရှင်ချစ်တို့ရေဒါလေးကတော့၄ပိုက်တော့ပေါ့စသိန်းပိုင်းဖြစ်နေပြီပေါ့နော်ဒါကတော့နေဆုံးကတ်တာပေါ့ပုံပုံကြီးတွေကိုတီလာပေးပြီးလို့ပုံပုံကြီးတွေကိုနေဆုံးကတ်တာပါရှင်ပုံပုံကြီးကတော့ရှမ်းခောက်ဆွဲမစားဘူးလို့တဲ့ပုံပုံကြီးကတော့ရှမ်းခောက်ဆွဲစားတယ်တီလာပေးတဲ့ပုံပုံကြီးကကျန်တဲ့ပုံပုံကြီးတွေကတော့စောင်းနေထုံးပေးပါတယ်ပေါ့နော်ခင်းတွေကတော့နေအစုံအများကြီးပဲအစုံပဲဒါလေးကပုံပုံကြီးတွေအတွက်ပေးမဲ့တီဖြိုရည်နဲ့အချိုပွဲပေါ့မြို့မီလေးတအားကိုကြည်နူးပီတိပြရပါတယ်ရှင်ချစ်တို့အားလုံးခொနရသားသမီးမျိုးမျိုးစီအားပေးတဲ့ဈေးဝယ်တဲ့ပတ်စံလေးတွေနဲ့မြို့မီရမယ်ဈေးပတ်စံလေးနဲ့ထူတန်းခဲ့တဲ့အလှူပါရှင်ဒါကတော့အဲ့ဒီရွာမှာပေါ့နော်လာတဲ့အပရိသတ်ကိုကြည့်ကြည့်ရအောင်တချို့ကလေးမလေးတွေကလည်းရှက်လို့စားနေတယ်ဒီလိုပိုင်းလေးရိုက်လိုက်တာဒါပေမဲ့ဒီဖြိုးကိုကုန်နေပါရှင်ရန်ကိုကြည့်နေပီတိကိုကောင်းပါလေဒါတော့ဘုန်းကြီးကျော်နေတယ်ဘုန်းကြီးကျော်အပြက်ကိုကဲနေတယ်အပြက်ပြေးလာတယ်ကဲနေဘုန်းကြီးကျော်ရန်ကိုပြရတယ်ဘုန်းကြီးမျိုးစီနေတယ်ဘုန်းကြီးပြောလို့ရှိတယ်ပုဂ္ဂိုလ်အားလုံးကိုသိထိတ်တယ်ဒါဆိုရင်လည်းမှာရှမ်းရဲ့အဆုံးလေးကိုကိုကျော်နောက်ဆုံးကိုကျော်တက်ပြီးတော့ဒီလိုဖြစ်တဲ့အခါမှာအားလုံးကြီးတွေသိကြတယ်ထိုးတာဒီလိုပါဖြစ်လို့ဒီဆက်နေတော့ဒီလိုရအားရချင်းချစ်စီမအားပေးလို့အဲ့ဒီပစံလေးနဲ့ညိုမီတော့လှူတာပါဒါကတော့တငယ်ချင်းပေါ့နော်ညနေပိုင်းကိုရှမ်းပေါက်ဆွဲအကုန်သွားလို့တဲ့မဟုတ်ဖောက်ဝယ်ပြီးတော့အဲ့ဒီဓမ္မစကြာအဲ့ဒီကိုတုတ်ကြွေးတာပါရှင်ကျေးဇူးတင်ပါတယ်ညိုမီအခုလိုမျိုးလှူဒန်းခွင့်ရအောင်အားပေးခဲ့တဲ့9ရက်သားသမီးအားလုံးကိုညိုမီတအားကိုချစ်လက်ချစ်တဲ့ကျေးဇူးလက်တင်တဲ့စัจ java လာတခွင်လုံးမှာရှိတဲ့တတ္တဝါအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့စတဲ့တကူလူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့အားလုံးဆုတောင်းပေးနေကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်